ကိုလူဖောက်ပြန်နေပြီဆိုတာသိနိုင်တဲ့အချက်၅ချက်ချစ်သူသို့မဟုတ်ကိုယ့်ရဲ့အိမ်အောင်ဖက်ကိုယ့်အပေါ်ဖောက်ပြန်နေပြီဆိုတာဘလို့သိမြင်နိုင်မလဲဒီမေးခွန်းဟာလူတော်တော်များများကစိတ်ဝင်တစားသိကျင်နေတဲ့အရာတစ်ခုဖြစ်ပါတယ်လူတယောက်ကိုလှည့်ဖျားနေတာအတိအကျသက်သေပြနိုင်တဲ့နည်းလမ်းတွေမရှိပေမဲ့အခုဖော်ပြမဲ့အချက်တွေတဲကနှစ်ခုမကတိုက်ဆိုင်နေပြီဆိုရင်တော့သတိထားသင့်ပါပြီနံပါတ်1ရုတ်တရက်ကြီးလှုပ်ဝက်ချက်တွေရှိလာတယ်။သူကရုတ်တရက်အရာရှိုးဝက်ဝက်နေတက်လာတဲ့ဘဲရမစိုးပွင့်လင်းလင်းဆွေးနွေးတိုင်ပင်တာမရှိတော့ဘူး။ကိုနဲ့စကားပြောနေရင်ရုတ်တရက်ကြီးထသွားတာမျိုးဒါမှမဟုတ်တခုခုအကြောင်းပြပြီးထွက်သွားတာမျိုးဖြစ်တတ်ပါတယ်။ဘာပဲလုပ်ကမောက်ကမနဲ့ဘယ်တော့မှရုတ်တိမရှိဘူးအမြဲတမ်းကြပြကြရာဖြစ်တတ်ပါတယ်။သူ့ဖုန်းကိုလည်းအရင်လိုအလွယ်တကူမထားတော့ဘူး။တခုခုကိုအမြဲဖုံးကွယ်နေတတ်တယ်။ဒီလိုလက္ခဏာတွေပြနေပြီဆိုရင်တစ်လက်တွဲဖော်ဟာတဲ့အပေါ်မယိုးသားတော့ဘူးဆိုတာအချက်ပြလိုက်တာပဲဖြစ်ပါတယ်။နံပါတ်2လိုတာထက်ပိုပြီးဂရုစိုက်ပြတတ်တယ်။တင်းအပေါ်မယိုးသားတော့ဘူးဆိုရင်တင်းကိုလိုတာထက်ပိုပြီးဂရုစိုက်ပြပါလိမ့်မယ်တင်းဟာသူ့အပေါ်ဘလောက်ထိကောင်းမွန်ကြောင်းတွေပြောပြီးတင်းကိုချီးမွမ်းပါလိမ့်မယ်။တင်းကိုပုံမှန်ထက်ပိုပြီးဂရုစိုက်ပြတယ်မလုံစပူးတွေလုတ်ပြပြီးတင်းအပေါ်အရန်ကောင်းပြနေပြီဆိုရင်တင်းကွယ်ရာမဟုတ်တာတခုခုလုံနေပြီဆိုတာသတိပြုပါမယိုးသားတဲ့သူတွေကလိုရာထက်ပိုပြီးမျက်နှာချိုတိုက်တက်ကြတယ်ကိုနောက်ကျောကိုဓာတ်နဲ့ထိုးမဲ့သူအများစုကကိုရှေ့မှာအရန်ကောင်းပြတတ်ကြတယ်ကိုအလိုလိုက်ပြချစ်ပြတိုင်းလဲအစစ်ဟုတ်ချင်မှဟုတ်ပါမယ်မစင်မချင်းဓာတွေကိုယုံစားမိရင်နောက်ဆုံးကိုပဲခံရတတ်တယ်ပုံမှန်ထက်ပိုပြီးထူးခြားနေရင်သတိပြုပါတင်နောက်ွယ်မှာမဟုတ်တာတခုခုလုံနေပြီဆိုတာမိမောင်းထိုးအချက်ပြလိုက်တာဖြစ်ပါတယ်နံပါတ်3အလုပ်ချိန်တွေများလာတယ်ရုံးမှာညနေတဲ့အထိအလုပ်လုပ်မယ်ဒါမှမဟုတ်အစည်းအဝေးတွေအရန်တက်ရတယ်တို့ဘာလို့ဖြစ်လာမယ်သူ့မှာကိုပေးစရာအချိန်မရှိတော့ဘူးဘာမဟုတ်တဲ့ကိစ္စတွေနဲ့ဟိုအကြောင်းပြဒီအကြောင်းပြပြီးအမြဲအလုပ်ရှုပ်နေတတ်တယ်ဒါဟာအမှန်တကယ်သူအလုပ်စူးစမ်းနေတာမဟုတ်ပဲတင့်ကိုကြော်ခိုင်းဖို့အတွက်အကွက်စင်တာမျိုးဖြစ်နိုင်ပါတယ်။တနည်းပြောရရင်ကိုလိုရုံးဖို့အကြောင်းပြချက်ရှာတာပါတင့်ကိုအမှန်တကယ်ချစ်တဲ့သူကဘလောက်ပဲအလုပ်များနေပါစေ။တင့်အတွက်အချိန်တီးတန်းဖယ်ပေးပါလိမ့်မယ်။တင့်ကိုအခြားအရာတွေထက်အမြဲဦးစားပေးပါလိမ့်မယ်။နံပါတ်4အလှပပုံမက်လာတတ်တယ်။ဖောက်ပြန်တဲ့သူအများစုကပုံမှန်ထက်ပိုပြီးတကိုယ်ရည်တန်ရှင်းမှုကိုဦးစားပေးတတ်ကြပါတယ်။ဥပမာခြေသေးလက်သေးညှက်တာနှခမ်းနီဆေးဆိုးတာမိတ်ကပ်လိမ့်တာစသဖြင့်ပုံမှန်ထက်ထူးကဲတဲ့တကိုယ်ရည်တန်ရှင်းမှုပြုလုပ်တတ်ကြပါတယ်။အပြင်ထွက်ချိန်မှာလည်းပုံမှန်ထက်ပိုပြီးတက်ရက်နေအောင်ပြင်ဆင်သွားတတ်ကြတယ်ဒါဟာကိုယုံကြည်မှုရှိအောင်ဝတ်စားဆင်ရင်ခြင်းမဟုတ်ပါ။သူ့ကိုယ်သူလွတ်လပ်တဲ့အပြိုလူပြိုဒါမှမဟုတ်စင်ကယ်တယောက်ဖြစ်ကြောင်းတစ်ဖက်လူကိုအယုံသွင်းဖို့ကွင်ဆင်ခြင်းတတ်ပါသူ့ရဲ့ပုံမှန် lifestyle ထက်ပိုပြီးအလှပပြင်ဆင်တက်လာတယ်ဘာကိစ္စမှမရှိပဲမကြာခဏအပြင်ထွက်တတ်တယ်ဆိုရင်တင့်အပေါ်ဖောက်ပြန်သွားနိုင်တာကိုသတိပြုပါနံပါတ်5စိတ်တူလွယ်လာတယ်နောက်ဆုံးတစ်ခုအနေနဲ့ပြောရရင်အလွယ်တကူစိတ်ဆိုးဒေါသထွက်လွယ်ခြင်းပါပဲအပေါ်မှာပြောထားတဲ့နံပါတ်2အချက်နဲ့ပြောင်းပြန်ပါအရင်လိုမဟုတ်ပဲတစ်ခုလောက်ကိုမှားလုပ်လိုက်တာနဲ့သူစိတ်တူဒေါသထွက်လာတတ်တယ်ဘာမဟုတ်တဲ့ကိစ္စတစ်ခုကိုပုံကြီးကျဲပြီးတင့်ကိုအကြီးအကျယ်ပြဿနာရှာတက်လာတယ်ထိလွယ်ရှာလွယ်ပောက်ပွဲလွယ်ပြီးဆိုရင်သတိပြုပါကိုလူတယောက်ကိုအပေါ်ဖောက်ပြန်နေတာကိုသိနိုင်တဲ့အရာများစွာတွေကဖြစ်နိုင်ခြေအရှိဆုံးအရာ၅ခုကိုကောက်နှုတ်တင်ပြပေးခြင်းဖြစ်ပါတယ်။ငွေရေးသားသူအားလေးစားစွာခရက်ပေးပါတယ်။ကံကောင်းစာပေမှမေတ္တာဖြင့်မျှဝေသည်။